တယ်လို့ပြောတာနောက်ကြတော့တက်ခန္တလီအတင်ကတဲ့ဖြစ်ပြမရှိတဲ့ဘက်ကိုညာကပြေးဝင်သွားတယ်တဲ့ဖြစ်ပြမရှိတာကိုသူမြင်လိုက်တယ်လို့ပြောတာပဲရှင်းရှင်းလားအရင်ဆုံးဖြစ်ပြမြင်ရမယ်နောက်တော့ဖြစ်ပြကိုမုန်းရတယ်မုန်းလို့ဆုံးကျင်တယ်ပြောတာနောက်တော့ဖြစ်ပြအဆုံးကိုမြင်တယ်ပါဠိကဒါပြောတာပဲရှင်းပြီနော်အခုပြောနေတာလဲဒါတွေပဲလေတော့ကြပါလားအဲ့တော့ဖြစ်ပြကလောကဖြစ်ပြမြင်တာကမက်ကအဲ့တော့အဲ့ဒီမက်ကိုဖြစ်ပြမြင်တဲ့မက်ကိုလောကီမက်ဟုတ်လားတခါတကြမထောင်းနော်ဖြစ်ပြကလောကဆုံးသွားတာကဥတ္တရဆုံးသွားတာကအဲ့ဒါကိုပါဠိတော်ကဘာပြောလဲလောကတော့ဥတ္တရတိတိလောကုတ္တရာပါဠိတော်ကလောကတော့ဥတ္တရတိတိလောကုတ္တရာလောကတော့ဖြစ်ပြလောကမှာဥတ္တရတိလွန်မြောက်ဤဖြစ်ပြကလွတ်ပြီလို့ပြောတာရှင်းမရှင်းလားဖြစ်ပြလောကမှာဥတ္တရတိလွန်မြောက်ဣတိတတမထိုးကြောင့်လောကုတ္တရာမြည်ဤတဲ့ဖြစ်ပြကလွန်မြောက်တာကိုဘာခေါ်လဲလောကုတ္တရာဖြစ်ပြကလွတ်တာဘာလဲလောကုတ္တရာအဲ့ဒါလွတ်ပေါ်လို့မြင်လိုက်တာကဉာဏ်လွတ်ပေါ်လို့မြင်လိုက်တာကဘာဉာဏ်လဲလောကုတ္တရာဉာဏ်ဘာဉာဏ်လဲလောကီမက်ကနေဘယ်မဲ့ဖြစ်တာလဲလောကုတ္တရာမက်ရှင်းမလားသဘောကျလားအဲ့ဒီကြတော့မက်ကင်၅ပါးကနေဘယ်နှပါးပြည့်လာလဲအဲ့ဒီမက်ကင်၈ပါးပြည့်လာတဲ့အခါကျတော့မှမက်ကင်၅ပါးကနေ၈ပါးမက်ကင်၈ပါးကိုတောတလို့သုံးတယ်မက်ကင်၈ပါးကမက်ကင်၈ပါးကဝင်းထဲမှာမက်ကင်၈ပါးဖြတ်ကနေရောက်သွားတယ်ဆိုတာဘယ်အချိန်လဲလို့မင်းလို့ရှိရင်ဆုံးပေါ်လို့သိလိုက်တဲ့အချိန်ရှင်းမလားဆုံးပေါ်လို့ဆုံးဖြတ်ချက်ချလိုက်တဲ့အခုမှဆုံးပေါ်ဘယ်ကဆုံးတာလဲဖြစ်ပြကဆုံးတာဘယ်ကဆုံးတာလဲအဲ့တော့အခုမှဆုံးပေါ်လို့တစ်ချက်သိတယ်မက်ကဘိညာတကိမတာမက်ကဘိညာတကိမတာမက်ကမက်ဒီတကိတစ်ချိန်တည်းလည်းမတာဖြစ်ဤသောတပတ္တိမက်ဆိုတစ်ချိန်မဖြစ်တာအချိန်မဖြစ်ဘူးတချို့ကမဟုတ်ဘူးခဏရေးတာပဲခဏသောတပန်တီးနေတာပဲသူတို့စဉ်းစားတော့အတူရောင်လို့တိတ်ကြောက်စရာကောင်းတယ်နော်မက်ကဘိညာတကိမတာမက်ကအချိန်မကြဘူးဗျဘသူမဲ့ကြတယ်မကြတာကိုပဲအသိတယ်သူများမသိနိုင်ဘူးလေရှင်းလားအယူမထနဲ့ဘယ်ဘုန်းကြီးမှသွားမမင်းနဲ့ဘယ်ဆရာမှသွားထင်ကြီးနေနဲ့ရှင်းလားဒါဘုရားပါဠိတော်တိုင်းသွားနေတာရှင်းမလားအဲ့ဒီမှာကြတော့မှအဲ့ဒီမှာဆုံးပေါ်လို့သိပြီးတာနဲ့ချုပ်ပါမက်ကပညာတကိမတာဆုံးပေါ်လို့သိပြီးချုပ်တယ်အဲ့ဒီဆုံးတဲ့နေရာလေးကိုဖတ်အောင်ပြုလိုက်တာကိုဂိကတ်တုံတိကတ်တုံဖလတမပတ္တိယာတဲ့အဲ့ဒီဖြစ်ပြဆုံးတဲ့နေရာလေးဖတ်အောင်ပြုလိုက်တာကိုဖိုးလို့ခေါ်တယ်ဆုံးပေါ်လို့သိလိုက်တာကမဲ့စပြီးအောင်ပြုတာကဖိုးစပြီးအောင်ပြုတာလည်းဘယ်တော့မှမကြဘူးတဲ့ဖတ်ဒါလောက်ကလေးပဲဖတ်ဆိုပြီးတော့ဆုံးပေါ်သိတယ်ဖတ်အောင်ပြုတော့ပြီးတော့ဖြတ်နဲ့ဖြစ်ပြဒီပြန်မြင်လာတာရှင်းလားအဲ့ဒီပြီးတော့မှငါခုနကအဆုံးလေးကိုမြင်လိုက်ပါတယ်ဆိုတော့မှအဲ့ဒီ तू အဆုံးကိုမြင်လိုက်တဲ့အမြင်ပေါ်မှာပြန်တီးတော့မှနောက်ကိုပြန်ဆုပ်ပြီးတော့မှပြန်တွေးလာတာအဲ့ဒါကိုပစ္စဝက္ခဏာဇောဝီတိကြတယ်လို့ခေါ်တယ်ဗျာရှင်းလားဒါပြင် तू နောက်ဆုံးဒါဒုက္ခသစ္စာအစစ်ပဲလို့ဆုံးဖြတ်ချလိုက်တာကခန္ဓာဆုံးဖြတ်ချလိုက်တဲ့ဉာဏ်ကမဂ္ဂသစ္စာအပြီးတိုင်ဖြတ်တောက်လိုက်တဲ့ဒိဋ္ဌိနဝိသိကိစ္စကသမုဒယသစ္စာဟုတ်လားဒါပြင်ဒိဋ္ဌိဝိသိကိစ္စနဲ့ဖြစ်ပြဒုက္ခတွေနဲ့ဒုက္ခသမုဒယတွေလွန်မြောက်သွားတာကនិရောဓသစ္စာဘယ်နှချက်လဲအဲ့ကြတော့အဲ့ဒီမဂ္ဂင်၈ပါးကသောတာဝင်းထဲမှာရောက်တာကပါဏမဂ္ဂင်၈ပါးတစ်ချိန်ရောက်သွားတယ်ပြောလားရှင်းမလားငါဖြစ်ပြတော့ဆုံးပေါ်လို့တစ်ချိန်လေးတိလိုက်တဲ့အတိကဒီမဂ္ဂင်အဲ့ဒီအတိဒီမဂ္ဂင်ဘယ်နှပါလဲ၈ပါးအဲ့ဒီ၈ပါးကအကြာကြီးလားခဏလေးလားဖြစ်ပြီးတာနဲ့သိပြီးတာနဲ့ဆုံးဖြတ်ပြီးတာနဲ့လူလိုက်ရှင်းမလားမက်ကပညာတက္ကိမနာဆုံးဖြတ်ပြီးတာနဲ့ပြတ်သွားပြတ်ချင်းပြတ်သူကတော့ပြတ်သွားမှာဒါပေမဲ့မက်ကင်ကတစ်ချိန်မကြောက်လားကြာသွားလားတစ်ချိန်ကြာသွားပြီအဲ့တော့မက်ကင်၈ပါးတစ်ချိန်ဝန်းထဲမှာဖြတ်ကနေပေါ်လိုက်တဲ့တော့ပေါ်သွားတာကပါဏပေါ်သွားတာကမက်ကင်၈ပါးကသောတာဖြတ်ကနေပေါ်သွားတာကပါဏပေါင်းလိုက်တော့သောတာပန္နပါဠိတနဲ့ပြောသောတာပန်ဘာပန်လဲအဲ့တော့အလုံးမတန်တိမ်မွေ့တဲ့အတွက်ကိုသောတာပန်တည်တယ်မတည်ဘူးသိကျင်သောတာပန်အင်္ဂါ9ပါးမဟာပစ္စုပ္ပကနာ9ချက်ကောတံပိတု
မူလပဏ္ဏတပါဠိတော်ကလာတဲ့ဟာကိုညှိလိုက်ရှင်းမလားဘုန်းကြီးမနေ့ကပြောပြီးတရက်9လ62ကျေးဇူးရှင်မောဂုစရပြိုင်ဟောထားတဲ့သောတာပန်အင်္ဂါ9ပါးပြီးတော့ဘုန်းကြီးဩစတြေးလျမှာဟောထားတဲ့ကိုယ်ထဲမှာပါမထင်းနဲ့သောတာပန်အင်္ဂါ9ပါးဟုတ်လားအဲ့ဒီတရားတွေနဲ့ပြန်ပြီးတော့မှကိုယ့်ကိုငါသောတာပန်တီးတယ်မတီးဘူးသိချင်ရင်အဲ့ဒီတရားတွေနဲ့ပြန်လာပြီးချိန်လိုက်ရှင်းလားအဲ့ဒီမှာသောတာပန်တို့ရဲ့အင်္ဂါ9ပါးကိုကြက်ကြက်နနဘုန်းကြီးဟောပေးထားပါတယ်ကျေးဇူးရှင်မောဂုစရပြိုင်လည်းဟောပေးထားပါတယ်အခုဒီတရားကိုလည်းပဲမောင်တုနန္ဒကိုတိကိုတတ်နဲ့ဟောတာတလုံးမှမပါဘူးပါဠိတော်အထက်ကတီကာတန်ရုပ်အနှစ်ချုပ်ကျေးဇူးရှင်မောဂုစရပြိုင်ကြီးကြက်ကြက်နနဟောကြားတော်မူခဲ့တဲ့28 260 29 260 1360 2360 3360တမ္မာဒိဋ္ဌိ5မျိုးမဲ့နောက်မှလိုက်တော့ဖို့နဲ့ဝိပဿနာနောက်မှလိုက်တော့ဖို့ဆိုတော့ဆရာတော်ဘုရားကြီး9ခွေစက်တိုက်အမှဟောထားတယ်ဟုတ်လားပြီးတော့သောတာပန်အမြင်4မျိုးဆရာကြီးဟောထားတယ်အဲ့ဒီတရားတော်တွေကိုနာကြမှတ်သားပြီးတော့မှမောင်တုနန္ဒတို့တဆင့်ခံနေနဲ့ပြန်ပြီးကျေးဇူးဆက်တာကိုတိကိုတတ်နဲ့ဒီလိုပြောနိုင်ပါမလားဘယ်ပြောနိုင်မလဲအဝေးကြီးဒါဆရာအာစရိယကုဏအနန္တောဆရာသမားကြီးရဲ့ကျေးဇူးရှင်းမလားဒါကြောင့်မလို့မောင်တုနန္ဒတို့ကမူလာတန်းအခြေခံလောက်သင်နိုင်တာကျေးဇူးရှင်မောဂုစရပြရဲ့တရားကိုနာနိုင်ရင်ပို့တော့ကျေးဇူးမများလားအဲ့ဒီတိုင်းနာသွားမယ်ဆိုလို့ရှိရင်တော့တို့တေချာပေါက်ငါဒီတရားနဲ့ဒီတေချာပေါက်ဒီလမ်းသာသွားရင်တောတာပန်တီကိုတီရမယ်ဆိုတာကိုရဲရင်ဆုံးဖြတ်ပါရှင်းမလားဒီလိုတစ်ချိန်ကြာပြီးသားပဲပုံကိုကလေဘယ်တော့မှကြောင်6ချအလုပ်တွေမလုပ်တော့ဘူးလေဟိုကူဒီကူတွေမလုပ်တော့ဘူးလေဟိုရောင်ဒီရောင်တွေမလုပ်တော့ဘူးလေဘဝကိုတန်ဖိုးရှိအသုံးချသွားတယ်တဲ့ဟိုမူလေးလဲကောင်းပါတယ်လှုပ်ကြည့်ပါဦးနားမရောင်ဘူးတဲ့ဒီမူလေးလဲလှုပ်ကြည့်ပါဦးနားမရောင်တော့ဘူးတဲ့ဘာလို့ကိုယ်တိုင်လမ်းဆုံးပန်းနိုင်ရောက်သွားလို့တဲ့ရှင်းမလားနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်တာကဖြစ်ပျက်ကဘာသစ္စာသိတဲ့ညာကဘာမှမဟုတ်ဘူးဒုက္ခသစ္စာလို့ဆုံးဖြတ်လိုက်တာနဲ့တည်သွားတာကဒိဋ္ဌိနဲ့ဝိသိကိစ္စသမုဒယသစ္စာတည်တော့ဖြစ်ပျက်နဲ့ဒုက္ခသစ္စာသမုဒယသစ္စာနှစ်ပါးသုံးချုပ်သွားတာကနိရောဓသစ္စာဘယ်နဲ့ချက်လဲအဲ့ဒီမှာနှစ်ပါးပေါ်နှစ်ပါးချုပ်နှစ်ပါးပေါ်နှစ်ပါးချုပ်ဒုက္ခသမုဒယချုပ်မေဃနိရောဓပေါ်ဒုက္ခသမုဒယချုပ်မေဃနိရောဓပေါ်ဆုံးဖြစ်ပျက်ဆုံးတာကနိရောဓဆုံးပေါ်လို့တည်တာကမေဃရှင်းမလားအဲ့တော့ဆုံးတဲ့နိရောဓနဲ့ဆုံးပေါ်လို့တည်တဲ့မေဃနဲ့ကပေါ်ဟုတ်လားအဲ့တော့ငါးကောင်တစ်ကောင်လက်ဒိဋ္ဌိဝိသိကိစ္စဆိုတော့သမုဒယနဲ့ဖြစ်ပျက်ဆိုတဲ့ဒုက္ခနဲ့ကချုပ်နှစ်ပါးပေါ်နှစ်ပါးချုပ်ဒုက္ခသမုဒယကချုပ်မေဃနိရောဓကပေါ်တစ်ချိန်စီလားတစ်ပြိုင်နဲ့လားတစ်ချိန်တည်းမှာဒါလေနှစ်ပါးပေါ်နှစ်ပါးချုပ်လို့သစ္စာ၄ချက်တစ်ပြိုင်နဲ့ဆိုအခုလို့တန်းနေတာပြောတာမဟုတ်ဘူးဒုက္ခနဲ့သမုဒယကဖြတ်ကနေချုပ်သွားတာမေဃနဲ့နိရောဓကဖတ်ကနေပေါ်တာရှင်းမလားတစ်ချိန်တည်းမလို့သစ္စာ၄ချက်တစ်ပြိုင်နဲ့အကဲမင်းများဖြတ်ကနေငြင်းသွားရင်မင်းငြိမ့်တာနဲ့အမှောင်ရောက်တာနဲ့တစ်ချိန်စီလားတစ်ပြိုင်နဲ့လားတစ်ပြိုင်နဲ့နော်တခါအမှောင်မိလေးတွေဖြတ်ကနေပြန်လင်းတာနဲ့အမှောင်ပြောက်တာနဲ့အလင်းရောက်တာနဲ့တစ်ချိန်စီလားတစ်ချိန်နဲ့လားဒါလည်းတစ်ချိန်နဲ့ပဲရှင်းပြီနော်ဒုက္ခနဲ့သမုဒယပျောက်တာနဲ့မေဃနဲ့နိရောဓဖြတ်ကနေပေါ်တာနဲ့တစ်ပြိုင်နဲ့အဲ့ဒါကိုသစ္စာ၄ချက်တစ်ပြိုင်နဲ့ဆိုတာဒါကိုပြောတာဗျာ၄ချက်လုံးတန်းနေတာမဟုတ်ဘူးဗျာရှင်းပြီနော်တော့ကြပြီနော်ဒီတိုင်းသာအားထုတ်ငါတော်တော်မှတီကိုတီရမယ်လို့ရဲဆုံးပြပြီးတော့ကြောင်6ချာလုံမနေပဲနဲ့အလုတ်ကိုအချိန်ရှိကြလုံလာစိုက်ပြီးတော့ကြိုးစားအားထုတ်ကြပါစို့လို့တိုက်တွန်းရင်တဏှာကြီးလဲခွဲသွားပါပြီဟုတ်လားနော်ကိုင်နိုင်စီတော့ကြအောင်ဆိုဗျာဆက်လက်ပြီးတော့အလူငွေစက်ကလူရမှုဖြစ်ပါတယ်။ဒါရဲ့သာသနာ့ပြုလုပ်ငန်းမှာသူ့ဖို့အတွက်ဘာဘုရား society ကိုစားဂိုင်းမောင်သမိုင်းတော်မှာရုံးတာနေရာယူပါဒီလိုရုပ်ရည်ကိုစားသမိုင်းဒုက္ခကြီးဒဂိုင်းရှိတယ်အဲဒဂိုင်းမျိုးလိုက်သမိုင်းဒုက္ခကြီးသမိုင်းဒုက္ခကြောင့်ဘုရားနေရာယူပါကင်မရာသမိုင်းရဲ့